ကိုအမီရောရဲ့မှာဖေကိုကျန်းကျန်းမာဖြစ်အောင်ဆောက်ရှောက်ပေးပါပြီးတော့မှလည်းနားလေးပေါက်နေနားလေးပေါက်တယ်ဆောက်ရှောက်ပေးပါပြီးတော့ဖះကိုယုံကြည်ကြည်ကူးကွယ်ပါတယ်တကယ်ကိုလည်းယုံကြည်တယ်တကယ်ကိုလည်းလည်းယုံကြည်ရတဲ့တနည်းကနေနေတိုင်းကိုလည်းမဖြစ်ပြအောင်တတ်တယ်ပေါ့နော်တတ်တယ်တော့လည်းဖေကိုလည်းလိုမျိုးဟိုအားတက်တာတတ်တာပါတယ်အဲ့ဒီတော့ဖះလည်းတည်ပြီးလို့ကိုတတ်ထားရတာဘာလို့ဆိုရှာတိလေးကြီးနဲ့လူကောင်းတော့မှအိမ်ဒီနေခဲနေရတော့ပူတာလေဟိုကြောင်ဟိုစိတ်ကဖောက်နေတော့ဆိုနေပူလို့ပူမှမသိနေပူရဲ့အိမ်အဲကျမတို့လည်းပြန်သွားရောကျမရဲ့ဦးရှိကြီးပြန်သွားရောဟိုတော့လိုရင်းနဲ့တောင်းကြီးဖြစ်နေပြီကွဲပြီးတော့တောင်းကြီးနဲ့ပူကပူတခါနိုင်ဘူးအဲဒီသမီးတော်ဖះကိုယုံကြည်ပါတယ်လေးလေးသားသားနဲ့လည်းကိုးကွယ်ပါတော့အဲ့လိုမျိုးယေရှုသမီးတော်ရဲ့မှာဖေကိုလည်းဆောက်ရှောက်ပေးပါဒါမိသားစုဝင်နေဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးတောင်းတတဲ့အချိန်မှာထူးပါတယ်ဆေးလေးထိုးလိုက်တာနဲ့တကယ်လည်းထူးလာတယ်ညကြတော့10နာရီလောက်ကျတော့တတိလူကြတယ်မရမချင်းအဖေကိုပဲထိုင်းပြီးတော့ရုပ်ဖတ်ပေးနေလိုက်တာပေးနာရှင်းရှင်းပြောမှဆိုဒီယေရှုသမီးလေးပျောက်သွားတယ်မှာဒီဖေကိုပဲကိုယ်ကွယ်အတလွတ်ပဲကိုယ်ကွယ်တယ်ဟိုဖေကိုတော့မလုပ်ဖြစ်တော့ဘူးဟုတ်ဆိုတော့ဘယ်မှလည်းမယုံတော့ဟိုတနေ့ကတနေ့ကမိတယ်သမီးလည်းဖာပလောက်တွေရောင်းနေရတယ်ရောင်းနေတဲ့ဟိုလေဖြတ်တော့မှလားမသိဘူးလေဟောသမီးကိုမေးလာအောင်မယ်လေသမီးပတ်စံကုန်တယ်မေးနဲ့မေတို့မှာယေရှုရှိယေရှုဖေအာမင်အာမင်မေကိုယ်တိုင်လောက်ပေးမယ်အဲ့လိုပဲမတော့ပြဦးရှိကတော့ပြရတိုင်းပဲသူကယုံနာယုံနေဘလို့ခေါ်မလို့ဘလို့ကြီးမှမပြောတတ်ဘူးသွားကြိုက်တာနဲ့ကိုကြီးမေမိယေရှုမယုံဘူးလားယေရှုကိုတန်တာပြီးတော့စေးတော့တောင်းမှာပေါ့ဆရာရဲ့ဒါပေါ့ဒါပြောတာအခုစေးတောက်တဲ့ချိန်မှာယေရှုဆရာဖေဟွာပေါ့ဖះပေါ့တပည့်တော်ဒီဟာလေးတောက်တယ်ဒီဆရာဖះရဲ့မှာတကူလေးပါတဲ့အတွက်ဒီအာနိသင်လေးကအစေးတစ်ခွက်ဖြစ်ပြရတယ်တောက်လိုက်လှုပ်လိုက်ဆိုလည်းမလှုပ်ဘူးဒါသာသမီးကတော့အဲ့ဒါတော့မမေးဘူးဒီအဲ့ဒါဆိုလည်းမေးပြီးတော့ပဲဒီနေ့တနင်္ဂနွေနေ့လိုက်ခဲ့ကြောက်တာလေဆရာခေါ်ကုန်မရဘာမှကြောက်စရာမရှိဘူးလို့ကသမီးကိုရရင်ဖះသားလေးဆိုကားကြခုံကြနဲ့ပြောစရာကြီးလို့သူကအဲ့လိုလေးပြောတာအဲ့လိုလေးပြောပြီးခေါ်တာကြောက်သေးတယ်လို့လိုက်ရဲဘူးသူကပြီးခဲ့တဲ့ပတ်ကဟိုတနင်္ဂနွေနေ့ပိတ်တယ်လေဟိုကဟိုတကြံရက်ဆိုတော့ပိတ်ကြတော့ခေါ်တာခေါ်မရအဲ့လိုကောင်းပါတယ်ကောင်းမြတ်ပါတယ်ဗျာရောက်စီလိုက်ဖျားရှင်ရောက်စီလိုက်ဖျားရှင်ကောင်းမှုကျင်းပေးပါစေအာမင်